သက်80အဖိုးကတရက်ပင်ဆိုင်နေတာဘာလို့လဲဆိုတာသိကြပါရဲ့လားအဖိုးတယောက်ကမိမိရဲ့ခြံစည်းရိုးနားမှာမြေကိုတူးဆွကတရက်ပင်ပေါက်လေးများကိုစိုက်ပျိုးနေတဲ့အသက်ကြီးပြီဖြစ်တော်လဲအပြေးမကြီးဘူးနော်ဒီအချိန်မှာတောကစားထွက်လာတော့အိမ်ရှိမင်းသားတယောက်အဖိုးကိုရှိရာခြံစည်းရိုးနားသို့ရောက်လာပါတော့တယ်အဖိုးကိုလည်းမင်းသားအားဝမ်းမြောက်ဝမ်းသာစွာခရီးဝီးကြိုပြုပြီးလျင်လက်ဆက်မွေးကြိုက်ချုံမြိန်သောတရက်သီးတို့ဖြင့်တီခင်းဧခံပါတော့တယ်မင်းသားလည်းထိုတရက်သီးကိုငြိမ်ရှက်စွာသုံးဆောင်ပြီးလျင်သူ့၏စိတ်ထဲမှာမေးခွန်းတစ်ခုရှိလာခဲ့တယ်ထို့နောက်အဖိုးကိုအားဤတရက်သီးတွေကသုံးဆောင်ရသည်မှာအလွန်အရသာရှိလာပါတယ်ဒါနဲ့ကျွန်ုပ်တစ်ခုလောက်မေးပါရစေကျွန်ုပ်လာစုကအဖိုးမြည်သည့်အပင်များကိုစိုက်ပျိုးနေတာပါလေတရက်ပေါက်ပင်ငယ်များကိုစိုက်ပျိုးနေတာပါအရှင်သားအဖိုးဘာလို့ဒီအပင်တွေကိုစိုက်နေတာလဲအဖိုးကတိတ်တိတ်လေးပြုံးနေပါတော့တယ်အဖိုးကိုပြောမဲ့စကားကမင်းသားရဲ့ဘဝကိုပြောင်းလဲသွားစေလိမ့်မယ်အဲ့တော့အဖိုးရဲ့အဖြေကဘာလို့ထင်ကြလဲကလေးတို့ရေအပိုင်းနှစ်ကိုစောင့်ကြည့်ပေးကြပါဦး